အာဖရိကရဲ့ကျယ်ပြန့်လာတဲ့စားချက်မြေကြီးပေါ်မှာတဘာဝတရားရဲ့ရက်ဆက်ကြမ်းတမ်းတဲ့အလှတရားတစ်ခုဟာအခြေမြွေဖြစ်ပေါ်နေလာပါတယ်။အခုသင်မြင်တွေ့နေရတာကတော့တမိုင်းတစ်လျှောက်အတော်ဆုံးအမဲလိုက်သမားလို့တင်စားရတဲ့ကြားတီတကောင်နဲ့အသက်ရှင်ဖို့အတွက်ဆိုရင်ဘာမစိုးပြန်တိုက်ခိုက်မယ်တောပါမိသားစုတို့ရဲ့ထိတ်တိုက်ရင်ဆိုင်မှုပဲဖြစ်ပါတယ်။ကြားတီတွေဟာများသောအားဖြင့်တစ်ပင်ပေါ်ကနေအလစ်ငိုက်တိုက်ခိုက်တတ်ကြပြီမယ်။ဒီနေ့မှာတော့ဒီကြားတီဟာထူးထူးခြားခြားမြေအုပ်ချင်းတစ်ခုကိုပြစ်မှတ်ထားနေပါတယ်။ဒီချင်းထဲမှာတောဝတ်တွေခိုးအောင်နေတာကိုသူသိနေပါတယ်။သူ့ရဲ့ဗိုက်စာလောင်မှုဟာအန်ဒီရှီလာတဲ့မြေအုပ်ချင်းတွေကိုခေါင်းတိုးဝင်ဖို့အထိသူ့ကိုထွန်းအားပေးနေခဲ့ပါတယ်။ကြားတစ်ဟာကျင်းဝါမှာအချိန်အတော်ကြာအောင်စောင့်ဆိုင်ပြီးနောက်ရုတ်တရက်ဆိုသလိုကျင်းထဲကိုထိုးဖောက်ဝင်ရောက်သွားပါတယ်။ခဏကြာပါပဲကျင်းဝါကနေဖုံလုံးကြီးတွေတထောင်ထောင်ထလာတာကိုမြင်ရမှာပါ။ဒါဟာအတွင်းထဲမှာပြင်းထန်တဲ့အသက်လုံတိုက်ပွဲစတင်နေပြီဆိုတဲ့အချက်ပြမှုပါပဲ။တောဝက်တွေရဲ့အဆွေဟာကြားတဲ့အတွက်သေစေနိုင်တဲ့အထိအန်ဒီရရှိပေမယ့်ကြားတဲ့ကတော့လက်မလျှော့ပါဘူး။ကြည့်ပါဦးကြားတဲ့ဟာတောဝက်တကောင်ကိုအမိအားဖမ်းဆွဲထားနိုင်ပါပြီ။ဒါပေမဲ့ပြဿနာကအခုမှစတာပါ။တောဝက်ဟာသူ့ရဲ့ကိုယ်အလေးချိန်နဲ့တန်ပါတဲ့ခြေထောက်တွေကိုသုံးပြီးကျင်းထဲကနေပါမလာအောင်အတင်းပြန်ယုံနေပါတယ်။ဒါဟာတကယ်ကိုအားချင်းပြိုင်နေရရင်အားကစားပွဲတစ်ခုလိုပါပဲ။ကြားတဲ့ဟာသူ့ရဲ့သွားတွေခြေသေးတွေနဲ့တောကောင်ကိုမြေပြင်ပေါ်ရောက်အောင်အစွမ်းကုန်ဆွဲထုတ်နေရပါတယ်။ဒီကြားထဲမှာပဲကျင်းထဲမှာကြံနေတဲ့တောဝက်အုပ်စုဟာသူတို့အဖော်ကိုကေတင်ဖို့အတွက်ကြားတဲ့ကိုအပြင်ကနေဝိုင်းဝန်းချင်းတောက်လာကြပါတယ်။ကြားတဲ့အတွက်ကတော့ရှေ့မှာကသားကောင်နောက်မှာကရန်သူနဲ့တကယ့်ကိုအကြက်အတိုက်စိုက်နေတာပါ။ဒါပေမဲ့သူဟာဇွေးမလျှော့ပါဘူး။သူ့ရဲ့အမဲလိုက်ပြီးသားဟာဒီသားကောင်ကိုရအောင်ဖမ်းထုတ်ပြီးညွန့်ချိုင်းနေပါတယ်။စက္ကန့်နဲ့အမျှရင်ခုန်စရာကောင်းတဲ့ဒီအားပြိုင်မှုဟာမိနစ်အတော်ကြာအောင်ဆက်ဖြစ်နေခဲ့ပါတယ်။ကြားတဲ့ရဲ့ကြွက်သားတွေဟာပင်မနှွမ်းနေမှုကြောင့်တုံရင်းနေပေမယ့်နောက်ဆုံးမှာတော့တဘာဝတရားရဲ့နိယမအတိုင်းအင်အားကြီးသူကအနိုင်ရရှိသွားပါပြီ။သူဟာတော်ဝက်ကိုကျင်းထဲကနေအောင်မြင်စွာဆွဲထုတ်နိုင်ခဲ့ပါပြီ။ဒါဟာတောရိုင်ကဘာရဲ့ပြုတ်ပြင်မထားတဲ့အရှိတရားပါပဲ။အသက်ရှင်ဖို့အတွက်တစ်ဖက်ကအစာရှာရလို့နောက်တစ်ဖက်ကလည်းအသေးအလဲခုခံကြရပါတယ်။အခုလိုမျိုးတဘာဝတရားရဲ့ထူးဆန်းထွေလာနေနဲ့စိတ်လှရှားစရာအခိုက်အတန့်တွေကိုဆက်လက်ကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။